ကျွန်တော်အခုကြည့်ရှုနေတဲ့လူတွေကိုပေါ့နော်ကျွန်တော် GED scholarship တစ်ခုကျွန်တော်ပြောရပါမယ်အဲ့ scholarship ကဘာလဲဆိုတော့သူ့စီမှာတတ်မှတ်ဆိုလို့ရှိရင်ကျွန်တော် GED scholarship 90%ပေးတယ်ဗျာအဲ့90%ရမယ်ဆိုလို့ရှိရင်ကွာတစ်လကိုကျွန်တော်တသိန်းဝန်းကျင်လောက်နဲ့တက်ခွင့်ရမှာဗျာဆိုတော့သူ့စီမှာတစ်ခုကောင်းတာကကျွန်တော်ဒီတစ်ရက်ကို2ချိန်သင်ပေးနေပြီးတော့ဒီတစ်ပတ်ကို9ရက်သင်ပေးနေဗျာဆိုတော့တခြားဒီသင်တန်းတွေမှာဆိုလို့ရှိရင်အဲ့လိုမျိုးသင်ပေးကြတယ်ဗျာဒါပေမဲ့တစ်လကိုကျွန်တော်3-4သိန်းပေးရတဲ့အချိန်မှာဒီသင်တန်းကကျွန်တော်ဒီတစ်ရက်ကို2ချိန်တစ်ပတ်ကို9ရက်နဲ့ဆိုတော့ scholarship ပေးမဲ့အပြင်ကပေါ့နော်တစ်လကို0တက်တာနဲ့တင်လို့ရမဲ့တနည်းမျိုးဖြစ်တယ်ပြီးတော့သူစီမှာလည်းကျွန်တော်တစ်ခုကောင်းတာကဒီအင်္ဂလိပ်စာပေါ့နော်ကိုအနေနဲ့ကိုကအင်္ဂလိပ်စာလိုအပ်နေလို့ရှိရင်လည်းဒီတင်တန်းမှာတစ်ခါတည်းအပတ်စဉ်အင်္ဂလိပ်စာအတန်းကိုကျွန်တော်ဒီ free တင်ပေးတယ်ပေါ့နော်အဲ့ထက်ပိုကောင်းတဲ့အရာကကျွန်တော်ဘာလဲဆိုတော့ GED ပြီးတာနဲ့ကျောင်းလျှောက်တာပဲဖြစ် scholarship လျှောက်မယ်ဆိုလို့ရှိရင်ဒီတင်တန်းကပါတစ်ခါလေးကူညီပေးတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတင်တန်းမျိုးကကျွန်တော်တိတ်ပြီးတော့မရှိဘူးပေါ့နော်ဈေးလက်တက်လည်းထိရောက်တယ်ပြီးလို့ရှိရင်ကိုနေတဲ့ GED ပြီးလို့ရှိရင်ကိုကိုလည်းဒီမှာဒီ scholarship တွေဒီ university တွေလျှောက်တဲ့အခါမှာကူညီပေးမဲ့တင်တန်းမျိုးဆိုတော့တကယ်ကောင်းတဲ့တင်တန်းမျိုးပေါ့နော်ဆိုတော့အဲ့တင်တန်းမျိုးကိုကျွန်တော်ဒီ profile ထဲမှာကျွန်တော်ပင်ထောက်လာပေးတယ်တွားပြီးတော့အသေးသေးဖတ်ကြည့်လို့ရတယ်ပြီးတော့ဒီ comment အောက်မှာလည်းကျွန်တော်သိချင်တာလေးမေးလို့ရတယ်ပေါ့နော်အကယ်အဲ့တင်တန်းအကြောင်းကိုစိတ်ဝင်စားလို့ရှိရင်လည်းကျွန်တော်ရဲ့ messenger မှာဒီ chat box ပေါ့နော်ဒီ chat box မှာအသေးစိတ်လာရောက်မေးမြန်းလို့ရပါတယ်ပေါ့နော်